Hello Look for me channel မှာကြိုဆိုပါရစေ။ဒီနေ့တော့ချမောင်နဲ့မြစ်လေးကြော်စားပြစ်ပါတယ်။ချင်းချင်းငန်ငန်ဆက်ဆက်လေးမို့ရတာလွန်ကောင်းပြီးတော့ထမင်းစားလဲဝင်စေကြမို့ချက်နီးလေးကိုမျှဝေပေးလိုက်ပါတယ်။ပထမဆုံးမြစ်ပြုတ်ရပါမယ်။မြစ်ပြုတ်ထားတဲ့ရေတွေတွန်ပြီးတော့မြစ်ကိုရေထဲမှာစိန်ထားပေးလိုက်ပါတယ်။ခုဆိုရင်တော့ချမောင်နဲ့မြစ်လေးစကြော်ပါပြီ။တဲအိုးထဲမှာစီထည့်ပြီးတော့စီပူလာရင်စနင်းထည့်ပါတယ်။ပြီးရင်တော့ကြက်သွန်လေးထောင်းထားတာလေးထည့်လိုက်ပါတယ်။ငရုတ်သီးရောင်တင်မုံထည့်ပါတယ်။ငပိစိန်စားလေးထည့်ပါတယ်။ပြီးရင်တော့ငပိစိန်စားလေးကြည်အောင်မှု့ပေးပါတယ်။ကျက်သွန်နီလေးတွေနွမ်းဝါးပြီဆိုရင်တော့ပဇွန်ကြောင်းမှုန့်လေးတွေထည့်လိုက်ပါတယ်ပြီးရင်တော့သမအောင်မှု့ပေးပါတယ်ငရုတ်သီးခွဲချမ်းလေးပါထပ်ထည့်လိုက်ပါတယ်အဆက်စားခြင်းလို့ကျက်သွန်နီစီတက်ထားတာမှုေးလာပြီဆိုရင်တော့ချင်မောင်တင်ပြီးရေဆေးထားတာလေးတွေထည့်လိုက်ပါတယ်။အိုးကတော့နည်းနည်းသီးဝပါတယ်။ချင်မောင်လေးတွေကိုကြည်တဲ့အထိမှု့ပေးရပါတယ်နော်။ချမောင်လေးတွေကြည်ဝါပြီဆိုရင်တော့ခုနပြုတ်ထားတဲ့မြစ်လေးတွေထည့်လိုက်ပါတယ်ရတာအတွက်စားထည့်ပါတယ်ချုံမုံစားတို့ဟင်းရွက်မုံထည့်ပါတယ်ပြီးရင်တော့သမအောင်မှု့ပေးပါတယ်နောက်ဆုံးမှာတော့ငရုတ်သီးစိမ့်လေးတွေအုပ်ပေးလိုက်ပါတယ်ခုဆိုရင်တော့မြေုံနဲ့တင်ထမင်းစားဝင်စေမဲ့ချမောင်နဲ့မြင့်ကြော်လေးတစ်ခွက်ရပါပြီနော်